coffee လေးကိုမှ biscuit ကလေးနဲ့တုတ်ဆက်ရတာကြိုက်တယ်ဆိုရင်တော့ဒီ coffee လေးမြည်ကြည့်စေချင်ပါတယ်ရှင်။ဘာလို့လဲဆိုတော့ဒီ coffee လေးက coffee လေးတစ်ကြိုက်တောက်လိုက် coffee ကွက်ကလေးစားလိုက်လုံးလို့ရတဲ့ coffee လေးမို့လို့ပါရှင်။ဆိုင်လေးကချင်းမိုင်က coffee ဆိုင်လေးလေးပါ။ချင်းမိုင်မျိုးသူမျိုးသားတွေရဲ့ထုံးစံအတိုင်းပဲပေါ့နော်။ညီလေးနည်းနည်းလောက်ကလည်းပုံမယ်ငွေလေးကလည်းအတန်သိရှိမယ်ဆိုရင် coffee ဆိုင်လေးကောက်ဖွင့်လိုက်တယ်။ဒီနေ့ကမှ coffee ကွက်2ခွက်ရောင်ရ3ခွက်ရောင်ရပေါ့နော်။ဒါကတော့ချင်းမိုင်မျိုးသူမျိုးသားတွေရဲ့ lifestyle ပုံစံပါရှင်။ဒါကတော့ cookie ကွက်နဲ့ထည့်ထားတယ်ပေါ့နော်။လက်သေးတစ်ခွက်ပါရှင်။တစ်ခွက်ကို120ဘတ်ပေးရပါတယ်ရှင်။ဒီမှာငွေနဲ့ဆိုရင်တော့သူက1000ခွဲလောက်ကျပါတယ်ရှင်။ဒီ cookie ကွက်ကလေးတွေကိုတော့ပြုတ်မသွားအောင်သူတို့တခြားလေးထားထားတယ်ပေါ့နော်။သူက coffee အပူထည့်တာဆိုတော့ cookie ကွက်အသားလေးကနည်းနည်းလေးထူတယ်။ရတာကတော့ဒီမှာ2မျိုးပြောရမှာပေါ့နော် coffee ရတာရဲ့ cookie ရတာရဲ့ပါရှင် coffee ကတော့ရိုးရိုး coffee လက်သေးရတာတွေလိုပဲကောင်းတယ် cookie လေးက cookie သားထူထူလေးနဲ့ပေါ့နော်အချိုလဲအရင်မကဲပဲနဲ့စားရတာကောင်းတယ်ဒီကမန်းလေးဘက်ကလာတော့ဆိုတော့လေဒဇင် biscuit အထူနဲ့တောင်နည်းနည်းတူပါတယ်ရှင် cookie သားလေးကလေ coffee နဲ့တကယ်ကိုလိုက်ပါတယ်တကယ် coffee နဲ့တို့စားနေရတဲ့အတိုင်းပဲစိတ်ထဲမှာထင်တာကcookie သားကထူတော့ပေါ့နော်ဖက်ကတကယ်ခံမယ်လို့ထင်ထားတာပေါ့နော်ဒါနဲ့ခွက်ကလေးကိုခံအောင်ဆိုပြီးတော့အပေါ်သားပက်လေကိုပဲအရင်ကိုက်မယ်ဆိုပြီးတော့စဉ်းစားထားပြီးတော့အဲ့လိုကိုက်လိုက်တာပေါ့နော်ဒါပေမဲ့မရပါဘူးအလဲသားကိုပေါ့နော်လက်မလေးနဲ့ဖိမိပြီးတော့ခွက်ကကွဲသွားတယ်ပေါ့နော်အဲ့ဒီမှာပဲ coffee လေးနဲ့ပွားစာကျဲဖို့စရတာပါပဲရှင် coffee ကိုတောက်မယ်လုပ်လိုက်တိုင်း coffee တွေကအောက်ကိုပြုတ်ကျတယ် coffee တွေကဆက်ပြီးတော့တောက်လို့မရတော့ပါဘူးတကယ်လို့ချင်းမိုင်ကအမျိုးတွေပေါ့နော်ဒီ cookie cup coffee လေးကိုလာတောက်မယ်ဆိုရင်ပထမဆုံးပေါ့နော် coffee လေးကိုအရင်ကုန်အောင်တောက်ပေါ့နော်10မိနစ်လောက်ဆို10မိနစ်လောက်အတွင်းပေါ့နော်ဒီကြမှာ cookie လေးကိုကုန်အောင်စားပါရှင်ဆိုင်ရှင်ကတော့မြင်တဲ့အတိုင်းပါပဲကိုရှိတယ်လို့ကိုသဘောမထားဘူးအတီးတွေအစိုးတွေလေ့ကျင့်နေပါတယ်ရှင်စတာပါတကယ်တော့ကိုပေါ့စာတွေကျဲနေတော့ပေါ့နော်တကူညီပေးခဲ့ပါသေးတယ်ရှင်ဒီ cookie coffee ကွက်ကလေးကလေတစ်ကလေးလောက်ထားတာဖြစ်လို့လေတစ်ခွက်ဆိုတစ်ခွက်သေးပေါ့နော်ဘိုက်ပြေပါတယ်သူက coffee နဲ့တွေ့ပြီးတော့လေအရန်ကြီးပွားမသွားဘူးပေါ့နော်မုံသားကချစ်တယ်အခုလိုနောက်ဆုံးချိန်ထိကိုစားလို့ကောင်းတယ်ပေါ့နော်ဒီကတော့ coffee ထက်ပေါ့နော် cookie ရတာလေးကိုကိုကြိုက်ခဲ့တယ်ဒီကအတွက်တော့ပေါ့နော်အခု cookie coffee လေးကိုစားလိုက်ရတာကညီမပြည်မှာ coffee ကို biscuit လေးနဲ့တို့စားနေရတယ်လို့မျိုးတောင်ခံစားရတယ်အခုဆိုင်လေးကဒီ cookie coffee လေးတွေလောက်ရောက်လာတာဆိုရင်2နှစ်လောက်ရှိပြီလို့သိရတယ်ဒီမဲ့ကြည့်ကြည့်ပါနော်ဒီ coffee ဆိုင်ရှင်ရဲ့ lifestyle ကိုကြည့်ကြည့်ပါဦးသူရဲ့အိမ်ချန်ဝင်းထဲမှာပဲတနိုင်တစ်ပိုင်း coffee ဆိုင်လေးဖွင့်ထားတယ်သူဝါသနာပါတဲ့ organ လေးကိုအတီးလေးချင်ရင်းနဲ့သူ့ရဲ့ coffee ဆိုင်လေးကိုစောင့်နေတယ်ဒါကအားလုံးပြောနေကြတဲ့ချင်းမိုင်သူချင်းမိုင်သားတွေရဲ့ slow lifestyle ဆိုတဲ့ပုံစံပါပဲရှင်